ဒီနေ့တော့ရှယ်လီတို့အိမ်နာမှာလေထူးထူးဆန်းဆန်းပွဲစည်းအကြီးလာလို့လို့ရှောက်လဲဖြစ်တယ်ဒီပွဲစည်းကလေဥဒုံစု BTS ဓမ္မမွန်ဖူနာဝီတီ BTS နားနဲ့နီးရသူဆိုရှင်လာလဲလို့ရရပါတော့ခိုင်းရပွဲစည်းတွေကလေကိုရီမြန်မာမှာလိုမျိုးတစ်စောင်းတိုင်းမှလောက်တာမဟုတ်ဘူးတစ်နှစ်ပတ်လုံးနေရာဆုံးမှရှိအစားစရာတွေကလည်းပုံမှန်ချိန်တိုင်းမှာခင်မှာရောင်းတဲ့စားစရာတွေပါပဲရှယ်လီကတော့ဘာဝယ်စားပြစ်လဲဆိုတော့တင်မော်တီတောင်းရဲ့နောက်ဆူရှီရဲ့စိုက်ကော်ကြီးဆန်ရဲ့ပေါ့နော်မော်တီတောင်းထဲမှာတော့ရှယ်လီအကြိုက်ဆုံးကတော့ဒီရတာပဲနာမည်ဘယ်လိုခေါ်လဲတော့မသိဘူးသူကငါးသေးသေးလေးတွေပါမယ်ပြီးတော့အရတာကြအချိုပေါ့နော်ပုံမှန်ချိန်ဆုံးတန်ထိုင်းဆိုလို့ရှိရင်အဲ့လိုမျိုးမချိုဘူးပြီးတော့ထိုင်းမှာလုံးဝအကြိုက်ဆုံးအစားအစာဖြစ်တဲ့စိုက်ကော်ကြီးဆန်သူကဝတ်တချင်လုံးပေါ့နော်စားလို့အရန်ကောင်းတယ်ကိုပီနဲ့ငြုတ်သီးစိမ်းနဲ့အိုးရှဲပဲစားပြီးတောက်ပြီးတော့ရဟက်လေးတွေပဲလဲသွားကြည့်လိုက်သေးရဲ့ကိုနဲ့တော်ပြီးစီးလို့ရတဲ့ဟာဆိုလို့အဲ့ရဟက်အကြီးတစ်ခုပဲရှိရပါတော့ဒီမှာလေသူကဖြည်းဖြည်းလေးပဲလဲတာမြန်မာအဲ့လိုမျိုးအရန်လဲဆိုရင်ပို့ပြီးပြောဖို့ကောင်းမှာငယ်တဲ့ဟာလေးပွဲစည်းသွားရတာအရန်ပျော်တဲ့သူဆိုတော့အဲ့လိုမျိုးရဟက်တွေမြင်ရင်လည်းမစီးပဲနဲ့ဦးမနေနိုင်ပြီးတော့ပွဲစည်းတိုင်းမှာမပါမဖြစ်ဒီလိုမျိုးယုံလေးတွေပူလေးတွေပေါ့နော်သူတို့လည်းအစာကျွေးလို့ရသေးရဲ့ပွဲစည်းရလေးစုခွန်ပစ်101လမ်းပေါ်မှာလောက်တာပေါ့နော်23ရက်နေ့ထိရှိရဆို AC လာလဲလို့ရတယ်